ကိုဝင်မရအောင်ဆိုပြီးတော့ကိုရှုပ်တာကိုမသိအောင်ဆိုပြီးတော့ရတာလည်းရှိအောင်ဆိုပြီးတော့ဒီအကာကွယ်လည်းမသုံးမဲနဲ့ oral ဆက်နဲ့ဆက်ဆံနဲ့ inner ဆက်နဲ့ဆက်ဆံနဲ့ဆိုရင်သဘောပေါက်ကြလိမ့်မယ်အဲ့တော့ကျွန်မတဲ့ပြောမှာဖြစ်တဲ့အတွက်အဲ့ဒီကျမကြီးဘဟုသုတကျမကြီးဘဟုသုတလို့မပြောပဲမမြင်ပဲလာပြောတဲ့သူတွေ comment တွေရှိကျမကပြန်ပြောမှာပါနော်ပြန်ဆက်ရင်ပြန်ဆက်တတ်ပါတယ်အဲ့တော့နောက်တစ်ခုကဘာပြောချင်လဲဆိုတော့အဲ့ဒီမှာ तू ကဘာဖြစ်တာလဲဆိုတော့အမျိုးသမီးကယောဂရတာပေါ့နော် HPV 16ဆိုတဲ့ဒီ human papilloma virus 16ဆိုတဲ့ဒီတအိမ်ခေါင်းကင်ဆာကိုဖြစ်စေတာရိုးကျွတ်နှုတ်မဟုတ်ဘဲနဲ့အဲ့ဒီကောင်ကကင်ဆာဆဲဖြစ်ကိုပြောင်းသွားပြီးတော့ကင်ဆာဖြစ်စေတာအဲ့ဒါကို तू အမျိုးသားစီကနေကူးတာအဲ့ဒီဟာကအမျိုးသားမှာဘာမှကင်ဆာမဖြစ်ပဲ तू ကအရင်ဖြစ်တာအဲ့ဒီအချိန်ကိုပြပြပေးမယ်အဲ့ဒါကဘာလဲဆိုတော့သူတို့ပြပမှာတော့တခြားရှုပ်တာဘာညာမရှိဘူးမရင်ငယ်ဘာညာရှိတာအဲ့ဒါလည်းမရှိဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဟိုတခြားရှိရဒါပေမဲ့တော်တော်ညာလဲ तू ကinner ဆိုတာသိလိမ့်မယ်နောက်ပြီးရင် oral ဆိုတာဒီပါးစပ်နဲ့အဲ့လိုမျိုးတွေကိုသူကလောက်ခဲ့တယ်ပေါ့နော်လောက်ခဲ့တယ်ဆိုကြုံတဲ့နေရာဆုံးတဲ့နေရာဆင်ပြေတယ်လို့ပေါ့ကွယ်ပတ်စံပေးပြီးတော့ပဲဖြစ်ဖြစ်အဲ့မှာအဲ့ဒီလောက်တဲ့အမျိုးသမီးတွေကသူကဒီဟာနဲ့လောက်ပေးတာအဲ့တော့ပါးစပ်နဲ့လောက်ပေးတဲ့ခါမှာပါးစပ်မှာဒီမှာရှိတဲ့ချွဲအချွဲကလင်းတွေနော်ပါးစပ်မှာရှိတဲ့အချွဲကလင်းတွေကနေသူတို့ကဘယ်မှာဘလူတွေဘသူတွေကိုဘလူတွေဖြစ်ခဲ့လဲဆိုတာမသိဘူးအဲ့ချိန်မှာသူကသူ့မျိုးသားရဲ့ဟိုမှာပေါ့နော်အချောင်းမှာကဒီဘိုးကကူးလာပြီးတော့သူ့မြတ်သားသူ့မျိုးသမီးကြတော့တဘာဝတိုင်းနေလိုက်တယ်အဲ့တဘာဝတိုင်းနေတဲ့ခါမှာကိုယ့်မသမီးမှာじゃအဲ့ဘိုးကကူးလာအဲ့တော့ဒီမျိုးသမီးတွေရဲ့ green ထဲမှာဒီဘိုးကရှိနိုင်တယ်လို့ဆိုလိုတာနားလည်လားမသိအမျိုးသမီးတွေရဲ့ green မှာHPV ဆိုတဲ့ human papilloma ကင်ဆာဆဲဖြစ်စေတဲ့ကျွတ်နှုတ် virus ကိုမှသူကကင်ဆာဆဲဖြစ်ပြောင်းသွားစေတဲ့ HPV human papilloma virus 16ပေါ့နော်ပိုးနံပါတ်16ကဒီမျိုးသမီးတွေရဲ့လေကြောင်းထဲမှာရှိနေတယ်အဲ့ဒီမျိုးသမီးကဟိုလူဒီလိုဟိုတည်းမှာလိုက်ပြီးပါဇက်တွေနဲ့ကိစ္စတွေဖြစ်တဲ့အခါကျတော့အဲ့ထဲမှာရှိပြီးတော့အဲ့မျိုးသားအတန်ပါသွားအဲ့မျိုးသားအတန်ကနေကိုယ့်ရောတော့ကိုမျိုးသမီးနဲ့ကတော့ဟိုပုံမှန်တိုင်းနေရောပုံမှန်တိုင်းနေတော့မှပြဿနာပေါင်း16000ကြီးဖြစ်ကုန်ကြတာပေါ့နော်အဲ့တော့ငါတို့ယောက်ျားပဲကိုဝင်မရရင်ပြီးရောဆိုပြီးတော့နီးမျိုးစုံနဲ့ဘောင်းစုံတွေလောက်ကြတဲ့အခါမှာဒီပိုးတွေကမတန့်ရှင်းမှုတွေကပြဿနာဖြစ်စေတယ်အဲ့တော့နော်အဲ့တော့ဒါလေးတွေက view site စေချင်လို့ပါအဲ့ဒီကနေတော့ supplement မရဘူးရှင် supplement ကင်ဆာဆဲကိုနိုင်တဲ့ရမဟုတ်ဘူးเนาะအဲ့လိုဖြစ်နေပြီမှာအဲ့တော့မဖြစ်ခင်ကမျိုးသမီးတွေနေနဲ့တော့ကြိုတင်ကာကွယ်ယောက်ျားလေးတွေဆိုလည်းဟိုစင်ကျင်တင်တာစင်ကျင်ပေါ့နော်အဲ့တော့အဲ့ဒီတိုင်ကောင်းကင်ဆာဆိုရင်ကာကွယ်ဆေးတော့ထိုးလို့ရတာပေါ့နော်ဆိုလို့ကျွန်တော်ကာကွယ်ဆေးထိုးလို့ရတယ်ထိုးထားရင်ပြဿနာတော့မရှိနိုင်ဘူးဒါပေမဲ့ကာကွယ်ဆေးကမထိုးထားတဲ့သူတွေဆိုတော့ဒါတိုင်ကောင်းကင်ဆာဖြစ်နေတဲ့ခါမှာကုသရတယ်အများကြီးဒီတိုင်ကောင်းကိုခွဲထုတ်ရတာတွေနော်အဲ့တော့ပြဿနာတွေအများကြီးရှိနိုင်တယ်အဲ့တော့ကျန်းမာရေးဘူတနဲ့ပတ်သက်ပြီးတော့ပြောနေတာဖြစ်တဲ့အတွက်ဆေးတွေနဲ့ပတ်သက်ပြီးသိချင်တာပဲဖြစ်ဖြစ်ကျွန်မရဲ့4252656ခွန်994461644ဆိုတဲ့နံပါတ်တွေမှာဆက်သွယ်မေးမြန်းလို့ရတယ်ပေါက်ပြအတွင်းကျွန်မလည်းပြန်ပြောအစီအစဉ်တော့အဲ့တော့ပေါက်ပြတော့မပြောနဲ့